ညောင်မင်းအောင်ဝင်ပြီးတော့အသင်ရုပ်စိုးနမင်းကြီးပြုတ်ချီတော့မှရှိတဲ့အမြန်ပြောက်အောင်လုပ်ပေးပါပြောက်ရင်တရားတစ်ပါးသောမင်းကြီးရဲ့လေချောင်းသွေးနဲ့ခမပူဇော်မယ်အဲ့လိုပြောလို့သူကအဲ့တော့ဘယင်းဒီတမလိုက်တတ်တာနော်အဲ့ဒီမန္တာတုစัจ जा မင်းကြီးကဒီလိုကဘာကိုပတ်သွားတော့အရှိကျွန်းရောက်ခဏချင်းဘယင်းဒီပါရီကအကုန်ရှင်ခိုးကြပြဝတ်ပေါ့သူဘယ်သူမှဖက်ပြိုင်ပြီးတော့စစ်မတိုက်ရဲဘူးနော်ဟိုစัจ जा မင်းကြီးကဘုံတကူကြီးလို့အဲ့တော့အရှိကျွန်းကလူတွေကလည်းကျွန်တော်တို့တောင်ကျွန်းဆိုတာကဇူရိပတောင်ကျွန်းကဖျားပွင့်နေပစ္စည်းကဗုဒ္ဓရီပွင့်နေယဟန္တာရီဘောဓဘာန္တရာကအနာဂံအရိယာတွေရှိတယ်လို့ပြောတယ်ကျွန်တော်တို့လိုက်ချင်ပါတယ်လို့သူကပြောကြတာလိုက်ချင်တဲ့ကောင်တက်ဆိုစကြာကြီးယရနာကြီးပေါ့တင်းပြီးတော့ခေါ်လာအဲ့ဒီကနေပြီးတော့အရှိကျွန်းကနေပတ်လိုက်တာမြောက်ကျွန်းရောက်မြောက်ကျွန်းကြတော့လည်းပဲအဲ့လိုပဲခေါ်လာခဲ့အနောက်ကျွန်းရောက်အနောက်ကျွန်းညလည်းခေါ်လာခဲ့အဲ့လိုအရှိကျွန်းမြောက်ကျွန်းအနောက်ကျွန်းကဘာတစ်ပတ်ပတ်မိခေါ်လာခဲ့ပြီးတော့မှအဲ့ဒီမဲ့သူတို့နေကြဖေတဲ့စัจ जा မင်းကြီးဘုံတကူအချိန်ဝါနဲ့သူတို့နေကြနောက်ပိုင်းစัจ जा မင်းကြီးမရှိတဲ့အခါကျတော့မပြတ်နိုင်ဘူးအရှိကျွန်းကလည်းအရှိကျွန်းမပြတ်နိုင်ဘူးစัจ जा ရတနာကြီးကလည်းပျောက်သွားပြီစัจ जा မင်းကြီးနဲ့ကဆန်တော့နော်အဲ့တော့သူတို့ကအင်းရှိမင်းကြီးသားတော်ကြီးကိုပြောတယ်ကျွန်တော်တို့တော့မပြန်နိုင်တော့ဘူးနေရာတိုင်းပြည်လေးတပြီချပေးပါဆိုတော့အရှိကျွန်းသားတွေကအခုအာတန်တို့မဏိပူရတို့နာဝိဒေဟာတိုင်းအဲ့လိုနေရာချပေးတယ်မင်းတို့ဒါအရှိကျွန်းသားမို့လို့အိန္ဒိယရဲ့အရှိပိုင်းထားတယ်မြောက်ကျွန်းသားတွေကကြတော့ကုရုတိုင်းဆိုအိန္ဒိယမြောက်ပိုင်းပဲပါဠိလိုမြောက်ကျွန်းကိုဥတ္တရကုရုလို့ခေါ်တယ်နော်အရှိကျွန်းကိုပုဗ္ဗဝိဒေဟပုဗ္ဗဆိုတာအရှိဝိဒေဟကပေါ့အရှိတိုင်းကိုပုဗ္ဗဝိဒေဟအရှိကျွန်းသားတွေကဘယ်နာနေတော့အိန္ဒိယအာတန်တို့မဏိပူရတို့အဲ့နာနေကြနော်မြောက်ကျွန်းသားတွေကဘယ်နေတော့ကုရုတိုင်းအခုဒေလီနာလေးတဝိုက်စီကိုထားအနောက်ကျွန်းသားတွေကတော့အပရဂောယာနာဆိုတဲ့အနောက်ကျွန်းသားတွေကအပရအဲ့ဒါအပရန္တာလို့ခေါ်တယ်အခုအနောက်ပါကစ္စတန်နားလေးမယ်အပရန္တတိုင်းအနောက်တိုင်းပေါ့နော်အနောက်ကျွန်းသားတွေကဘယ်နာထားတော့အပရန္တခုခေတ်ဆိုရင်အနောက်ပါကစ္စတန်ရှေးတုန်းကတော့အနောက်ကျွန်းကိုအပရခုခေတ်ကျတော့အပရကပကဖဖြစ်ပြီးတော့အဖရအာဖရိကလို့ဖြစ်သွားတာအာဖရိကဆိုတာအပရိကအာဖရိကဟုတ်လားအဲ့ဒါအနောက်ကျွန်းအရှေ့ကျွန်းဆိုတာကတော့တောင်အမေရိကမြောက်ကျွန်းဆိုတာကတော့ဘာတော့မြောက်အမေရိကခုကုလသမဂ္ဂအလံကြီးကြည့်ရင်ဒီလေးကျွန်းပဲလေးခုကြီးသေချာဂရုစိုက်မိကြလားတောင်ကျွန်းကအာရှတိုက်မြောက်ကျွန်းကမြောက်အမေရိကတိုက်တောင်ကျွန်းကဒီအာရှတိုက်လေတောင်ကျွန်းကအာရှတိုက်မြောက်ကျွန်းကမြောက်အမေရိကတိုက်အနောက်ကျွန်းကအာဖရိကတိုက်အရှေ့ကျွန်းကတောင်အမေရိကတိုက်နည်းနည်းလေးရွေ့သွားတာပေါ့အဲ့လိုပဲကုလသမဂ္ဂအလံပဲဒီကျွန်းကြီးလေးကျွန်းပဲလေးခုလှည့်ထားတာတတိထားမိကြတာအဲ့ဒါအဲ့ဒါလို့ကျွန်းကြီးလေးကျွန်းရှိတဲ့အနဲ့မြောက်ကျွန်းသားတွေနေတဲ့နေရာကိုကုရုတိုင်းသဘောပေါက်လားကုရုတိုင်းဆိုတာဘယ်လူတွေနေရတာတော့မြောက်ကျွန်းသားတွေစัจ जा မင်းကြီးကမြောက်ဘက်ကခေါ်လာတာသူတို့မပြန်နိုင်တော့ဒီမင်းတို့နေကြဟုတ်လားအဲ့ဒါကုရုတိုင်းဥတ္တရကုရုမြောက်ကျွန်းသားတွေနေရကမ္မာတဓမ္မာဆိုတာကမ္မာတဆိုတာကြားတာကြားကြီးတွေချင်းလေးကြီးတွေကြားကြီးတွေမြင်မှုတယ်မို့လားအစင်အကြားကြီးတွေလေအဲ့လိုအစင်အကြားကြီးတွေဓမ္မဆိုတာကဆုံးမတာဘယ်လိုတုံးဆိုတော့ခြေကြားကြီးဆိုတာအယက်ခေါ်တော့ပောရိတာဒလူသားစားတဲ့လူပောရိတာဆိုတာလူသားအဒဆိုတာစားတာလူသားစားတဲ့ကိုပောရိတာဒဟုတ်ကလားအဲ့ဒီပောရိတာဒကအစတော့ဘယင်ကြီးသူကအမေရာအလွန်ကြိုက်တယ်အမေရာစား
နေတိုင်းစားတော့နောက်တနေ့ကျတော့သူ့စဖိုးတယ်ကအမေသားကခွေးချီသွားတော့ကိုယ်ရောဈေးသွားဝယ်လဲမရဘူးခက်ပြီးဆိုတော့တုတ်တန်သွားတယ်ပြီးတော့လူပေါင်းကြီးတပူကနည်းနည်းတော့ဖြတ်ပြီးတော့သူကအဲ့ဒီလူသားချက်ကျွေးလိုက်တာဖက်ကျွေးလိုက်တော့စားပြီးတော့ဟာကောင်းလိုက်တယ်သားဟိုကောင်ကိုခေါ်ခဲ့လာခဲ့စမ်းမင်းဒီသားဘာသာတော့တေချာပြောအမေသားပါဗျာဘယ်ကအမေသားမလို့မင်းမှန်ပြောငါတတ်မှာမင်းသူကအဲ့လိုငေါ့ပြောတော့အမှန်တိုင်းပြောတော့ဒါလူသားပါဗျာကျွန်တော်အမေသားတွေခွေးချီသွားလို့မလို့အဲ့ဒါအခုလူသားချက်လိုက်ကျွေးလိုက်တာပါနောက်ကိုမင်းလူသားကြီးငါချက်ကျွေးအမေသားမစားတော့ဘူးလေနော်လူသားကောင်းမှန်းသိသွားတာအဲ့ဒါနဲ့လူသားစားနောက်ကြတော့လူသားကလည်းအဲ့လိုနဲ့တင်ချိုင်ကုန်လဲနေတိုင်းကမရနေတိုင်းမရတော့ဘူးဖေဟာဘယ်နဲ့လုံလို့မရရင်ထောင်သားရဲ့တတ်ကွာထောင်သားရဲ့တယောက်တတ်ပေါင်သားချက်စားနောက်ထောင်သားတွေကိုရောထောင်ကြတဲ့အောင်ကြအောင်ကိုမလူရဲတော့ဘူးတိုက်ပြရမလီထောင်သားတွေတတ်စားတယ်နောက်ကြဟိုလူတယောက်ကိုညကြချောင်းတတ်တာပေါ့ချောင်းတတ်ပြီးတော့ချက်ချောင်းတတ်ပါများတော့ရွာသားတွေမြို့သားတွေကမခံနိုင်ဘူးဒီကောင်ပဲကောင်လုံးကချောင်းတတ်တာဆိုတော့သူတို့ကလည်းပဲအဖွဲနဲ့လှုပ်ပြီးတော့ချောင်းတတ်တဲ့ကောင်ကိုဖမ်းလိုက်တော့ခုနစားတော့ကဲဘရင်စားတော့ကဲထမင်းချက်တဲ့လူတွေ့မင်းဘာလို့ရောက်ဒီလိုတော့ရတာတော့ခါတိုင်းလည်းမင်းမဲ့တတ်မှာပဲဟုတ်ပါတယ်ခင်ဗျာကျွန်တော်ပဲတတ်ပါတယ်ဘာလို့တတ်တာဘယင်ကြီးကတတ်ခိုင်းလို့ပါဘယင်ကြီးကလူသားမပါရင်ထမင်းမစားဘူးလူသားကမစားလို့ပါဟာဒီလိုဆိုရင်ဒီဘယင်ကြီးမထားဘူးကွာတိုက်ပြီဆိုပြီးတော့တိုက်ပြီလူတွေအကုန်စုပြီးတော့ဟစ်တိုင်ကဒီလိုဘယင်မျိုးမထားနိုင်ပါဘူးဆိုတော့ဘယင်ကြီးကမင်းတို့မထားနိုင်လည်းမနေဘူးကွာငါကတော့လူသားစားမှာပဲဆိုတော့ तू ကတော်တဲ့ထွက်လူတွေ့တဲ့မြတ်တတ်လူသားပဲစားတာအဲ့လိုနဲ့စားပါများတော့တော်တယ်လည်းသိမထော်ရဲရဘူးနော်သူကလည်းပဲအစွမ်းတတ်တည်ရှိတယ်သူအရင်ဘဝတုန်းကဘလူးကြီးတကောင်နဲ့တွေ့တာဘူးဘလူးကြီးကမင်းနဲ့ငါနဲ့အရင်ဘဝတော့မင်းလည်းဘလူးငါလည်းဘလူးကွာသူကဘလူးဘဝကလာတော့လူသားစားတာသူကကြိုက်သွားတာဟုတ်နော်အဲ့တော့မင်းဂါထာလေးပေးမယ်မင်းဒီတိုင်းဆိုရင်မင်းပေးလိုက်မယ်ဒီဂါထာစွန့်နေกว่าဆိုဂါထာလေးပေးလိုက်တော့သူကလူတွေတဲ့ဘယ်လောက်ညံတဲ့လူဖြစ်ဖြစ်သူကပိုးညံတာအဲ့တော့လူတွေအကုန်တတ်တွေ့တဲ့လူတွေတတ်တနေ့တယောက်တတ်စားပါများတော့လူတွေလည်းမထွက်ရဲတော့ဘုရားလောင်းမဟာတုဒ္ဒတော်မှာဆိုတဲ့ဘုရင်ကြီးနောက်ပိုင်းကျတော့ဘုရင်ကြီးပါတတ်မယ်ဆိုသူကဘုရင်ကြီးပါဒီရေကန်တော်မယ်ရေချိုးတဲ့ခိုက်ကြာပဲကလေးဆောင်ပြီးတော့အဲ့ဒီပောရိတာဒလူသားစားတဲ့လူကြီးကချောင်းနေတော့မဟာတုဒ္ဒတော်မှာရေလဲချိုးရောသူကငါပောရိတာဒကွာဆိုတော့တန်လျက်ကိုထမ်းနေပြီးတော့ဒီလိုလှုပ်ချရတာအကုန်ကြီးရတယ်တယောက်မှမကြောက်အဲ့တော့ဘုရင်ကြီးထမ်းသွားပြီးတော့ဟိုကြမှာညောင်မင်းအောင်တတ်မယ်လို့တော့မင်းဘာလို့တတ်ချင်တာတော့ကွာသူကအဲ့ကြတော့တက်ကတူတုန်းကအဲ့ဒီမဟာတုဒ္ဒတော်မှာဘယင်ကသူ့ဆရာဖြစ်တာဟုတ်ငါဆရာငါတတ်ရမှာလဲဝင်လေးတယ်ဟာဘယ်နှမြလောက်ရပါမလို့ဆိုတော့နောက်ကြမှာမင်းဘာမလို့တတ်ချင်တာတော့ဟောဒီညောင်မင်းဆောင်နတ်ကြီးကျွန်တော်ပူဇော်ခြင်းလို့ပါရင်းနှပူဇော်ခြင်းလို့ပါဘာလို့ရင်းနှပူဇော်ရတာတော့ကွာဒီပြင်ဟာနဲ့ပူဇော်ဖို့မင်းဥစားကျွန်တော်ကခြေတော့မယ်တင်းငုတ်ကြီးစူးတော့ခြေတော့မယ်အနာကြီးဖြစ်ခုခေတ်လို့ဆေးရုံတွေဘာတွေလည်းမရှိလို့နဲ့တူပါတယ်အဲ့ဒါသူကညောင်မင်းအောင်ဝင်ပြီးတော့အသင်ရုပ်စိုးနာမင်းကြီးပြုတ်ခြေတော့မယ်ရှိတဲ့အမြန်ပြအောင်လုပ်ပြီးပါပြောက်ရင်တရားတစ်ပါးတော့မင်းကြီးရဲ့လေချောင်းသွေးနဲ့ခမပူဇော်မယ်အဲ့လိုပြောလို့သူကအဲ့တော့ဘယင်းကြီးတမလိုက်တတ်တာလမ်းတိုင်းတော့မဟုတ်ပါဘူးကွာမင်းအဲ့ဒီရုပ်စိုးနာမင်းကြီးကကုလို့ဆေးကုလို့ပျောက်တာမဟုတ်ဘူးမင်းအဲ့တော့ထမင်းမစားရလို့ထမင်းအစာငတ်ပြီးတော့အစာမစားတဲ့အတွက်ဒီယောဂါကမြန်ပျောက်တာမယုံမေးကြီးကွာဟောဒီညောင်မင်းဆောင်နတ်ကြီးဒါနဲ့ညောင်မင်းဆောင်နတ်ကြီးဟုတ်ပါလား
ဘောကွာမင်းငါဘာမှမင်းကုပေးတာမဟုတ်ဘူးအဲ့ဒါမင်းဟာမင်းထမင်းမစားလို့မို့လို့အနာမြန်မြန်ပျောက်တာဆိုတော့မှအဲ့တော့ဘောရိတာရကသူ့ဆရာမဟာတုဒ္ဒသောမမင်းကိုရှ िख ိုးပြီးတော့တောင်းပန်တယ်သူကနော်အေးအဲ့ဒီလိုဘောရိတာရခြိရားကြီးကိုဆုံးမတဲ့နေရာမို့လို့ကမ္မာတဓမ္မာတဲ့ဟုတ်လားကမ္မာတဆိုတာခြိကြားကြီးခြိတော့ကအနေရွေးကြီးကဖြူတူကြီးခယူတင်းဆွဲသလိုဟုတ်လားခယူတင်းဆွဲသလိုခြိတော့ကအကြာကြီးအဲ့ဒီအကြာကြီးကိုကမ္မာတလို့ခေါ်တယ်ဓမ္မဆိုတာဆုံးမရာကမ္မာတဓမ္မဆိုတဲ့ပောရိတာရကိုလူသားမစားအောင်ဆုံးမရာဖြစ်လို့သူ့ကိုကမ္မာတဓမ္မာလို့အဲ့ဒီရွာကြီးနာမည်ပေးလိုက်တာကမ္မာတဆိုတာ